ပရီးမီးယားလိဂ်အကျွေးကို FA ကပ်မှာပြန်ဆန်နိုင်ခဲ့တဲ့လီဗာပူးပြီးခဲ့တဲ့ဂျာရက်တုန်းကလီဗာပူးအသင်းဟာပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် Wolves အသင်းရဲ့အိမ်ကွင်းမှာတွားရောက်ကစားခဲ့ရပြီးအမှတ်ဖလားနဲ့အိမ်ပြန်လာခဲ့ရပါတယ်။အဲဒီရှုံးပွဲကချန်ပီယံလိဂ်ဝင်ခွင့်အတွက်တိုက်ပွဲဝင်နေရတဲ့လီဗာပူးအသင်းအတွက်တော့ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ရပါတယ်။ဒီတစ်ပတ်ပိတ်ရက်မှာတော့လီဗာပူးဟာမကြေပွဲအဖြစ် Wolves အသင်းရဲ့အိမ်ကွင်းမှာပဲ FA ဖလားပွဲစဉ်ထပ်မံတွားရောက်ရင်ဆိုင်ကစားခဲ့ရပါတယ်။ဒီတစ်ခါတော့ရှုံးထွက်ပွဲစဉ်ဖြစ်တာကြောင့်လီဗာပူးတို့လည်းအမှားမခံတော့ဘဲနောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ဖို့အနိုင်ကစားသွားခဲ့ပါတယ်။လီဗာပူးအသင်းဟာပွဲမပြီးခင်ကတည်းကအနိုင်ရလက်ပြတ်သားခဲ့ပြီးပွဲပြီးကန်ဒီမှသာဝူဖ်ဘတ်ကိုခြေပါကိုတကူသာခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။လီဗာပူးအတွက်ဂိုးတွေကိုတော့နောက်ခံလူရောဘတ်ဆန်တောင်မန်ကစားသမားဆာလာနဲ့ဂွင်းလက်လူဂတ်တစ်ဂျုံတို့ကအသီးသီးသွင်းယူပေးခဲ့ကြပါတယ်။ဒီပွဲမှာခြေစွမ်းပြသနိုင်ခဲ့တဲ့ကစားသမားကတော့ရောဘတ်ဆန်ဖြစ်ပါတယ်။ရောဘတ်ဆန်ဟာအသက်အရွယ်ကြီးပြီဖြစ်ပေမဲ့ဒီပွဲစဉ်မှာတော့သူ့ရဲ့ငယ်မှုပြန်ခြေစွမ်းကိုပြသနိုင်ခဲ့ပါတယ်။ဒါ့အပြင်ရောဘတ်ဆန်ကနီးပြကြီးကလော့နဲ့အတူသမိုင်းသစ်ရေးထိုးပေးနိုင်ခဲ့တဲ့ကစားသမားတွေကတယောက်ဖြစ်ခဲ့ပါတယ်။ဒီတော့ပရိသတ်တွေကလည်းရောဘတ်ဆန်ကိုအခုချိန်ထိအရင်လိုအားပေးနေစေဖြစ်ပါတယ်။သူ့အနေနဲ့အသက်အရွယ်ကြောင့်အရန်ခုန်ထိုင်နေရတာကိုနားလေကြောင်းပါဝင်ခွင့်ရတိုင်းအသင်းအတွက်အကောင်းဆုံးကြိုးစားပေးမှဖြစ်ကြောင်းတွေကိုပွဲပြီးသတင်းစာရှင်းလင်းပွဲမှာရောဘတ်ဆန်ကအခုလိုပြောပြလာခဲ့ပါတယ်။ကျွန်တော်လီဗာပူးဂျာစီနဲ့ပဲအချိန်ထိကစားခွင့်ရမလဲဆိုတာမသိပါဘူး။ဒါပေမဲ့ပွဲထွက်ခွင့်ရတိုင်းအကောင်းဆုံးကြိုးစားပြီးသွားမယ်လို့ကြေညာပေးပါတယ်။ပွဲကစားခွင့်ရပြီဆိုတာနဲ့ကျွန်တော်ကပျော်ပျော်ရွှင်ရွှင်ပဲကစားပေးပါတယ်။ဘဝဆိုတာဒီလိုပါပဲလို့ရောဘတ်ဆန်ကပြောကြားသွားခဲ့ပါတယ်။ဒါ့အပြင်အသင်းကသူ့နေရာကိုအစားထိုးထားတဲ့မီလိုကာတက်စ်နဲ့ပတ်သက်ပြီးရောဘတ်ဆန်ကသူ့အမြင်ကိုအခုလိုပဲပြောပြခဲ့ပါသေးတယ်။မီလိုကကစားသမားကောင်းတစ်ယောက်ပါ။ပြီးခဲ့တဲ့ရာသီတုန်းကလည်းသူကဘုံမောက်အသင်းနဲ့အတူခြေစွမ်းပြသနိုင်ခဲ့တဲ့ကစားသမားတစ်ယောက်ပါ။အခုလိုအသင်းကြီးကိုပြောင်းရွှေ့လာတဲ့အခါမှာသူ့အနေနဲ့အချိန်ယူရတာရှိတတ်ပါတယ်။အခုဆိုအသင်းကလည်းရှေ့ဆက်သွားနေပါတယ်။ဒီမှာကျွန်တော်နဲ့အတူရှိတဲ့အသင်းပေါ်တွေကလည်းတဖြည်းဖြည်းအသက်ကြီးလာကြပါပြီ။ဒါကတော့မဖြစ်မနေလက်ခံရပါမည်။လီဗာပူးအသင်းမှာအချိန်ကုန်ဆုံးခွင့်ရတာကကျွန်တော်အတွက်ဂုဏ်ယူစရာတစ်ခုပါပဲလို့ရောဘတ်ဆန်ကပြောကြားခဲ့တာဖြစ်ပါတယ်။ဒီရာသီမှာလီဗာပူးအသင်းဟာဖလားမျှော်လင့်ချက်အဖြစ် FA ဖလားနဲ့ချန်ပီယံလိတို့သာကြံရှိတော့တာဖြစ်ပါတယ်။ချန်ပီယံလိဆိုတာကခက်ခဲတဲ့ပြိုင်ပွဲတစ်ခုဖြစ်တာကြောင့် FA ဖလားကိုအဓိကအားစိုက်ထုတ်ကြဖို့အသင်းမော်တွေကိုရောဘတ်ဆန်ကအခုလိုတိုက်တွန်းခဲ့ပါသေးတယ်။ပြီးခဲ့တဲ့ဂျာရက်တုန်းကကျွန်တော်တို့တွေအမားလုပ်ခဲ့မိတာကိုသိပါတယ်။ဒါကကျွန်တော်တို့လိုချင်တဲ့ခြေစွမ်းမျိုးမဟုတ်ခဲ့ပါဘူး။ရလက်တွေဆိုတာကကျွန်တော်တို့ကစားသမားတွေပေါ်မှာပဲမူတည်ပါတယ်။အခု FA ဖလားကလည်းကျွန်တော်တို့အတွက်အရန်အရေးကြီးပါတယ်။ဒီပွဲမှာကျွန်တော်ရဲ့သွင်းကိုနဲ့အသင်းကိုကူညီနိုင်ခဲ့လို့ဝမ်းသာမိပါတယ်။ပြီးတော့နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ခဲ့တဲ့အတွက်လည်းပျော်ရွှင်ရပါတယ်။ကျွန်တော်တို့မှာစူဖလားရဖို့အဓိကပြိုင်ပွဲကြီး2ခုရှိပါသေးတယ်။ဒီညလိုမျိုးကစားပုံနဲ့သာဆိုရင်ဘယ်အသင်းကမှကျွန်တော်တို့နဲ့ထိပ်တိုက်ရင်ဆိုင်ကြမယ်မထင်ပါဘူး။အဓိကကတော့ဒီခြေစွမ်းကိုဆက်လက်ထိန်းထားနိုင်ဖို့လိုအပ်ပါတယ်လို့ရောဘတ်ဆန်ကအဆုံးသတ်ပြောကြားသွားခဲ့တာဖြစ်ပါတယ်။လီဗာပူးအသင်းဟာလာမယ့်ဂျာရက်မှာဂလာတာဆာရီအသင်းနဲ့ချန်ပီယံလိ16သင်းအဆင့်ပထမအကြော့အဖြစ်တူရကီမြေမှာတွားရောက်ကစားရမှာဖြစ်ပါတယ်။အဲဒီနောက်စပါးသင်းနဲ့ပရီးမီးယားလိပွဲစဉ်အဖြစ်ကစားရအောင်ပါ။လီဗာပူးအတွက်ခက်ခဲကြမ်းတမ်းတဲ့ရက်သက်တစ်ပတ်ကစောင့်ကြိုနေတာဖြစ်ပါတယ်။အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။